အားလုံးပဲမင်္ဂလာပါစိုးမမေရီဘလော့မှာကြိုဆိုပါရရှင်ဒီနေ့ကတော့လေဒိတ်ထန်အောင်ပေါ်တော်မူမြတ်စွာဘုရားနဲ့ကံကြီးမဆူတောင်းပြီးမြတ်စွာဘုရားသွားတဲ့ဘလော့လေးကိုရှင်းလုပ်ပြီးသွားမှာဖြစ်ပါတယ်ရှင်အဓိကကတော့ကျွန်မကံကြီးမဆူတောင်းပြီးမြတ်စွာဘုရားမှာဘုရားပွဲထွန်းရင်းနဲ့ငကားမဲ့တော်တိုင်နှမ်းမှာသွားဆူတောင်းပြတာလေးပေါ့နော်ဒီဘက်မှာတရက်ပင်နေစည်းပင်နေတော်တော်ပေါ်တယ်ရှင်မန္တလေးကိုရောက်လို့ရှိရင်လို့အချိန်ရလို့ရှိရင်လာလဲနိုင်ပါတယ်ရှင်သွားရတဲ့လမ်းကလည်းကောင်းပါတယ်နေရာတော့မန္တလေးတိုင်းပလိတ်ဘက်ပေါ့နော်ပေါ်တော်မူမြတ်စွာဘုရားလေးဒုဋ္ဌဝရီမြစ်ဘေးမှာပါပဲအေးချမ်းတရားပြီးတော့လူလည်းတိတ်မများဘူးပေါ့နော်မိသားစုလိုက်ဖျားလဲဖွင့်ရင်းနဲ့အပန်းဖြည့်ခြင်းရဖြစ်ဖြစ်ပေါ့နော်ဒါလေးလို့ကောင်းတဲ့နေရာလေးပေါ့နော်မြစ်ဘေးမှာလေးရှုခင်းလေးတွေကလည်းလှတော့ဓပုံရိုက်ခြင်းတဲ့သူတွေအတွက်လည်းဆင်ပြေတာပေါ့နော်မြစ်ရတော့အေးပြီးတော့ကြီးနေတာပဲမြစ်ဘေးလေးမှာတော့တကယ်ကိုတားရတယ်ဘုရားပရဝံကတော့လေပြည့်ပြည့်လေးလုံနေတော့မယ်ရှိဒီဈေးပင်ကြီးကတော့ဈီးကျင်ပင်ကြီးပေါ့နော်အသီးတွေကိုပြုတ်ခဲနေတာပဲပေါ်တော်မူမြတ်စွာဘုရားအနေနဲ့နည်းနည်းလောက်ဆက်သွားလိုက်လို့ရှင်ကံကြီးမဆူတောင်းပြီးမြတ်စွာဘုရားကိုရောက်မယ်ပေါ့နော်တိတ်မဝေးဘူးနီးနီးလေးပဲ9မိနစ်လောက်သွားလို့ရှင်ကိုရောက်တယ်ရှင်ပေါ်တော်မူမြတ်စွာဘုရားဘက်ကနဲ့ဆိုလို့ရှင်ကံကြီးမမြတ်စွာဘုရားဘက်ကပို့ပြီးတော့စီတယ်ပေါ့နော်ပွဲထိုးတဲ့သူတွေကနာပေးတဲ့သူတွေများတယ်ပေါ့နော်နွေရာသီလာလို့ရှင်လေဒီနေရာလေးကအေးချမ်းတာပိုတိတာတယ်ပြင်မှာပူလဲဘုရားပရဝံတွေကအေးချမ်းနေတာပဲကျွန်မအခုလာတဲ့ချိန်ကတော့အေးနေတဲ့ချိန်ဆိုတော့တိတ်မတိတာဘူးပေါ့နော်ဘုရားပွဲလဲကျွန်မတီးသလောက်တက်သလောက်နဲ့ကိုယ်တိုင်ပဲပွဲထိုးခဲ့လိုက်တယ်ဒီကံကြီးမမြတ်စွာဘုရားဘက်ကတော့လေဒိဋ္ဌံအောင်ဆူတောင်းပြည့်တာနာမည်ကြီးတော့လေလာပြီးတော့ပွဲထိုးပြီးတော့ဒိဋ္ဌံကြတဲ့သူတွေများတယ်ပေါ့နော်မဟုတ်လာတဲ့ချိန်ကနည်းနည်းလေးနောက်ကျသွားတော့အချိန်သိမ့်မရလို့အေးဆေးဆေးတောင်မနေခဲ့ရဘူးပေါ့နော်ဒါကတော့တိုင်နန်းဘက်ပေါ့နော်ဒီဘက်မှာကတော့လေကြောက်ပွဲစားနဲ့အခြားပွဲစားတော်တော်များများလာကြတဲ့နေရာပေါ့နော်ပွဲထိုးကြနဂနာပေးကြတဲ့ဒီဘက်ကတော့ပိုစီကားတယ်ပေါ့နော်ဒီဘက်မှာတော့ကျမကတော့ပွဲမထိုးဖြစ်ခဲ့ဘူးပေါ့နော်လူငွေလှူပြီးတော့ဆူတောင်းတာပဲလုပ်ဖြစ်ခဲ့တယ်ပေါ့လေဒီတိုင်နန်းဘက်မှာတော့လေနေရဖျားဦးလာတဲ့သူတွေရောကနာပေးကြတဲ့သူတွေရောနဲ့ဆိုတော့လေဖျားပရဝံဘက်ထက်တော့ပို့ပြီးတော့စီတာပေါ့နော်ပွဲကတော့ဆိုင်းနေနဲ့ကိုအကြီးကျယ်ကိုကနာပေးနေတာပေါ့နော်ဂုံတီးတဲ့ကလေးရဲ့လက်တံလည်းတော်တော်ပြောင်းနေရေငက်ပြီးမောတာနဲ့မိုးလက်ဆောင်ဝင်တောက်ခဲ့လိုက်သေးတယ်ကျမကတော့အုံတို့နဲ့ကျမမျိုးသားကတော့ထညံ့နဲ့ပေါ့နော်ကျမတော့လက်လွန်ကျက်သွန်နဲ့2ခွက်တောက်ဖြစ်သွားတယ်အေ
ချိန်အတွက်ဇီးသီးနဲ့ယူစုံလေးတွေလည်းဝယ်ဖြစ်ခဲ့လိုက်သေးတယ်အပြန်ပလိတ်ဘက်ကမွေဖျားကိုမှီအောင်မလားဆိုပြီးတော့လေသွားခဲ့တာမွေကြီးတွေကတော့မတွေ့ရတော့ဘူးပေါ့နော်နောက်ကျသွားလို့ပိတ်လိုက်ပြီးမွေဖျားဘက်သွားတဲ့လမ်းကတော့လေမုတ်လင်မရတဲ့ဦးတွေကိုဖျက်မောင်းရတယ်လို့ပဲတော့ဘုံညုံနဲ့ဆိုရဲအဲ့တော်တော်ကဲတဲ့ကန်ဆက်နဲ့လည်းတွေ့ရသေးတယ်သူကကားပေါ်ဆင်းကလေးအဲ့ဒီလိုဖြစ်နေတာ ဘုံညုံနဲ့ဆို မွေဖျားသွားပြီးတော့မွေစာတော့မလူခဲ့ရဘူးပေါ့နော်ခွေးစာကျွေးပြီးပြန်ခဲ့ရတယ်ပေါ့ မင်းစားတယ်ဒီမှာဘာမှမစား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 မွေဖျားဘက်မှာလည်းလေငလျင်တော့ပြည့်စုံမှုတွေကတော်များတယ်ခုတည်းထိပြုပြင်ရေးတွေလုပ်နေရတော့ဒါကတော့ပြင်ရုပ်ထုတွေပေါ့နော်အထဲကတော့ပိတ်သွားပြီဆိုတော့မဖူးလိုက်ရတော့ဘူးအပြင်မှာပဲဖျားဖူးပြီးပြန်ခဲ့ရတယ်ပေါ့ဘုတ်ဘုတ်တွေမြင်တော့လေလူချင်းသေးရနဲ့ဝယ်ခဲလိုက်သေးတယ်အင်အားတူမနဲ့တယောက်တော့ပေါ့လေတဲ့ကူကို3000နဲ့ဟုတ်ကဲ့ဒီနေ့ဘလော့လေးကိုတော့ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါမယ်ရှင်အဆုံးထိကြည့်ရှုပေးကြတဲ့ရောက်စီတိုင်းအောင်လည်းကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်တွင်းနေကြံပြူရင်လာလေးရှိလို့ရှင်လည်းကောမမှာဝင်ရေးခဲ့လို့ရပါတယ်နောက်ဘလော့လေးတွေမှာပြန်ဆုံးပါမယ်နော်ကျမပြောရှင်တဲ့ဘွားလေးတွေပိုင်ဆိုင်နေကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်တက်တာပါ